အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရှင်းပြမယ်အကြောင်းအရာလေးကတော့ Microsoft 365သုံးတဲ့လူတွေပေါ့နော်လုပ်ငန်းဝင်တွေမှာလည်းတော်များသုံးတယ်conditional access ပေါ့နော် conditional access ဆိုတော့ဒါကတော့ policy ဘိုင်းဆိုင်ရာကိုသုံးတဲ့ခါကျရင်ဒါကိုသုံးတယ်ပေါ့နော်conditional access မှာကျွန်တော်တို့ကဒီ user တွေက MFA ပေါ့နော် MFA ဆိုတာ multi factor authentication ကိုမဖြစ်မနေသုံးဖို့အတွက်ကိုဘယ်လိုမျိုးကျွန်တော်တို့ကလုပ်ထားလို့ရလဲပေါ့နော်ဒါလေးကိုကျွန်တော်ရှင်းပြမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော် configuration မလုပ်ခင်မှာပထမဆုံး theory ဘိုင်းလေးပြောပြရင်လုပ်ငန်းခွင်တွေမှာဘယ်လိုသုံးကြလဲဆိုကျွန်တော်တို့က group ဖွဲ့ထားတယ်ပေါ့နော်အဲ့ group ကိုကျွန်တော်တို့က policy ရေးထားတယ်အဲ့ policy ကဘာလဲဆိုရင် MFA policy ဒီ group ထဲမှာရှိတဲ့ user တွေကဝင်လိုက်တာနဲ့ MFA ကိုသုံးရမယ်ဆိုတော့ policy ရေးထားတယ်အဲ့တော့ user တယောက်ချင်းကို configuration လုပ်နေစရာမလိုတော့ဘူးဒီ group ထဲမှာဝင်လာတဲ့ member အားလုံးဒီMFA ကိုမဖြစ်မနေသုံးရမယ်ဆိုတော့အခြေအနေရောက်သွားတယ်ပေါ့ condition ရောက်သွားတယ်အဲဒါကြောင့်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတဲ့အဆင့်တွေကျွန်တော်ရှင်းပြမှာဖြစ်တယ်ပထမဆုံးကျွန်တော်တို့နားလည်ထားဖို့လိုတာကဒီမှာကျွန်တော်ဆိုရင် Entra ထဲဝင်ထားတယ်ပေါ့နော်အဲ့တော့မိတ်ဆွေအားလုံးသိတဲ့အတိုင်းပဲ Entra ထဲမှာကျွန်တော်တို့က user ရှိတယ် user ရဲ့အောက်မှာ group ဆိုတာရှိတယ်နော်အဲ့ဒါမှကျွန်တော်တို့က group ဆောက်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့က new group ဆိုတာနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီ user ဒီ group type ထဲမှာကျွန်တော်တို့က2မျိုးရှိတယ်ပေါ့နော် security နဲ့တနည်းအားဖြင့် Microsoft 365အဲ့တော့မိတ်ဆွေတွေဒီကျွန်တော်တို့ခုလုပ်ပြမယ် conditional access ထဲမှာ policy ရေးဖို့အတွက်ကမဖြစ်မနေပေါ့နော် type က security type ဖြစ်ရမယ်အဲ့တော့ဒီနေရာကနေပြီးတော့ security ကိုရွေးမယ်ရွေးပြီးသွားရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ group နဲ့ပတ်သက်ပြီးတော့ကိုလုပ်ချင်တဲ့ group နာမည်ပေါ့ example ပြောပြမယ်ဆို MFA for ဘယ်သူအတွက်မှလည်း MFA for user အတွက်ပေါ့ရှင်းရှင်းလင်းလင်းပေါ့ clear ဖြစ်တဲ့ group နာမည်တစ်ခုကိုရွေးမယ် example ကျွန်တော်တို့က MFA for ကျွန်တော်တို့က example user ပေါ့เนาะဒီနေရာမှာ user ဆိုရရွေးမယ်ရွေးပြီးသွားရင်ကျွန်တော်တို့က description အဆင်ပြေသလိုပေးပေါ့เนาะဒါပြီးသွားရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီ membership type ထဲမှာကြိုက်တယ်လို့ဖြစ်လို့ရတယ်เนาะအရေးကြီးဆုံးဟာ assign ဖြစ်လို့လည်းရတယ်dynamic user လည်းရလို့ရတယ်ကျွန်တော်တို့ကြိုက်တယ်လို့ပေးလို့ရတယ်ဒါပေမဲ့အဓိကမှတ်ဖို့လိုတာက group type နေရာမှာဘာမဖြစ်ရဘူးလဲဆိုတော့ Microsoft 365 group ဖြစ်လို့မရအောင်အမေးတရားရှိတာကဘာကြောင့်လဲ why ပေါ့နော်ဘာကြောင့်လဲဆိုရင် Microsoft 365ဒီ collaboration အတွက်ကိုသုံးတဲ့ရည်ရွယ်ပြီးထုတ်တဲ့ group ဖြစ်တယ်အဲ့တော့ Microsoft 365ဖွဲ့ပြီးတော့ကျွန်တော်တို့ conditional access ထဲမှာတွားပြီးတော့ group ကိုတွက်ရှာရင်အဲ့ group ကမတွေ့ရအောင်ဘာကြောင့်လဲဆိုတော့သူက security group ဖြစ်ကြမယ်ဆိုတော့သူ့ရဲ့သတ်မှတ်ချက်အရမဖြစ်နိုင်ဘူးပေါ့နော်ဒါတစ်ချက်ဒုတိယနီလန်ကြောင့်ကျွန်တော်တို့ကဒီမှာ group ဖွဲ့ပြီးသွားရင်တွားလို့ရတယ်ပေါ့နော်ဒါ group ဖွဲ့တာမိတ်ဆွေတို့တည်ရောက်တဲ့ဒီနေရာတနေရာဖွဲ့လို့ရတယ်နောက်တစ်နေရာရှိတယ်ပေါ့နော်နောက်တစ်နေရာကဘာလဲဆိုရင် admin.microsoft.com เนาะဒီကလည်းကျွန်တော်တို့ကဖွဲ့လို့ရပါတယ်ဒီနေရာဖွဲ့မယ်ဆိုလဲကျွန်တော်တို့ကသူ့နေရာမှာ admin border တွေကိုရောက်သွားမယ်ပေါ့နော် admin border တွေကိုရောက်သွားမယ်admin border ထဲမှာကျွန်တော်တို့တွေဒီ user ဖွဲ့လို့ရတယ် group ဖွဲ့လို့ရတယ်ဒီနေရာကနေလေကျွန်တော်တို့က group ကိုဖွဲ့လို့ရတာဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်တို့က team and group ဆိုတာရှိတယ်ဒီမှာ edit team and group ဆိုတာရှိတယ်ဒီထဲမှာလည်းထုံးစံတိုင်းပေါ့နော် group အမျိုးအစားလေးတွေပေါ့နော်ကွာခြားချက်ရှိတာပေါ့နော်ကျွန်တော်ကဒီဗီဒီယိုက group နဲ့ပတ်သက်ပြီးလုပ်တဲ့ဗီဒီယိုမဟုတ်တဲ့ကြောင့်ကွာခြားချက်ကိုကျွန်တော်တခြားဗီဒီယိုမှာလုပ်ထားတာရှိတယ်မိတ်ဆွေတို့ကျွန်တော်ရဲ့ဒီဘက်က playlist ထဲမှာတွားပြီးတော့ကြည့်ရင်ကျွန်တော်မြင်နိုင်တယ် group တွေပတ်သက်အောင်ကျွန်တော်ရှင်းပြထားတဲ့ဗီဒီယိုတွေရှိတယ်အဲ့တော့ဒီမှာကွာခြားချက်လေးတွေရှိတယ်ဒီ group မှာလည်းမဖြစ်မနေပါဖွဲ့ရမှာဆိုတော့ security group ဖြစ်ရမယ်security group မဟုတ်ဘဲနဲ့ distribution group ဖွဲ့လဲရတယ်ဒီနှစ်ခုဖွဲ့လို့ရတယ်ပေါ့နော်ဒီမှာတော့ဒီမှာနှစ်ခုရှိတယ် distribution group ကကြောင့်ကျွန်တော်တို့ပထမဟိုဟာထဲမှာဒီ Microsoft Entra ထဲမှာမပါရတဲ့ကြောင့်သူက security ကိုရွေးရတယ်ဒီမှာကျရင်တော့ distribution group ကိုရွေးခြင်းရွေးမရွေးရင်ကျွန်တော်တို့က security group ကိုရွေးနှစ်ခုတည်းတစ်ခုဖွဲ့လို့ရတယ်ဒါပေမဲ့ဒီမှာ team and Microsoft 365 group ကတော့လုံးဝဖွဲ့လို့မရအောင်ဟုတ်ပြီနော်ဒါကကျွန်တော် group အမျိုးအစားကဘယ် group တွေဒီ conditional access ကို support လုပ်လဲဆိုတာသိဖို့အတွက်ကိုပြောတာဒါပထမတစ်ဆင့် group ဖွဲ့တာတော့ကျွန်တော်ဒီမှာမပြတော့ဘူးထုံးစံတိုင်းပဲဒါလေးကိုနှိပ်ပြီးရင် create နေတဲ့ group ဖွဲ့ပြီးသားဖြစ်သွားပြီ okay ကျွန်တော်ဒီမှာမိတ်ဆွေတို့ထပ်ပြီးတော့ဒုတိယဟာက group ဖွဲ့ပြီးရင်ဘယ်ထဲရောက်လာမလဲဆိုရင်ထုံးစံတိုင်းပဲ group ထဲမှာကျွန်တော်တို့ကဒီလိုမျိုးပေါ့ကျွန်တော်ဖွဲ့ထား MFA ဆိုရိုက်လိုက်မယ်ဆိုရင်ဒီမှာ MFA require user ဆိုပြီးတော့ group တစ်ခုရောက်လာလိမ့်မယ်ဒါက group ဖွဲ့ပြီးရင်ဘယ်ရပဲဖွဲ့ပေါ့ admin ရပဲဖွဲ့ Entra ပဲဖွဲ့ဒီထဲကိုရောက်လာမယ်ရောက်လာပြီးသွားရင်ကျွန်တော်တို့နားလည်ဖို့လိုတာဟာကဒီထဲမှာကျွန်တော်တို့ member ဆိုတာရှိတယ်เนาะ member ဆိုတာဒီ group တွေကိုပေါင်းထည့်တာပေါ့เนาะပေါင်းထည့်တဲ့ဟာမှာ member တွေကျွန်တော်တို့ပေါင်းထည့်လို့ရတယ်အဲ့တော့ဥပမာရုံတရုံမှာဆိုခဲ့ရင်ကျွန်တော်တို့ရုံတွေကိုဝင်လာမဲ့เนาะဝန်ထမ်းတွေဝင်လာတဲ့အခါကျရင်ဝန်ထမ်းတွေကိုကျွန်တော်တို့ပေါင်းထည့်ပြီးတော့ member အနေနဲ့ပေါင်းထည့်လို့ကျွန်တော်ဆိုတာ member 2ယောက်ပေါင်းထားတာပေါ့เนาะအဲ့တော့ကျွန်တော်ကpractical လေးတစ်ခုစမ်းပြမယ်ဥစ္စာကကျွန်တော်တို့ကဒီမှာ member 2ယောက်ပဲရှိသေးတယ်ကျွန်တော်ပြီးမှ practical လေးနဲ့ပတ်သက်တာကိုကျွန်တော်ထပ်ပြီးစမ်းပြမယ် okay အဲ့တော့ပထမတစ်ဆင့်ဒီ first step က group ဖွဲ့မယ်
second step ကကြာကျွန်တော်တို့က group ကိုကျွန်တော်တို့ policy ရေးရမယ် member ကတော့ကျွန်တော်တို့ကနောက်မှပဲကိုကြက်တယ်လို့ပေါင်းလို့ရတယ်เนาะ member ပေါင်းတာကတော့ဒီမှာကျွန်တော်တို့ add member နဲ့ပေါင်းလို့ရတယ်ဒါကျွန်တော်တို့ကနောက်တစ်ခုပြောပြမယ် member ပေါင်းတဲ့အဆင့်ရောက်လာပြောပြမယ်ပထမဆုံးတစ်ခုက group ဖွဲ့တဲ့ပထမဆုံးတစ်ဆင့်ဒီဘယ် group ကိုဖွဲ့ရမယ်ဆိုကျွန်တော်တို့သိပါဒုတိယတစ်ခုဒီ group ကိုကျွန်တော် policy ရေးမယ် policy ရေးရင်ဘယ်ကနေသွားရမလဲဆိုအောက်ကိုဆင်းသွားရင်ကျွန်တော်တို့ဒီမှာ conditional access ဆိုတာရှိတယ် conditional access ဆိုတာရှိတဲ့ခါကျရင်ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်က policy ရရေးပြီးသားရှိတယ်ပေါ့နော် conditional access policy ရေးပြီးသားရှိတယ် policy ရေးထားတာရှိတယ်ပေါ့နော်ကျွန်တော်အနေနဲ့ရေးထားပြီးသားရှိတယ်အဲ့တော့ဒါက policy ရေးထားတဲ့အချိန်မှာကျွန်တော်တို့ကဘယ် policy တွေရေးထားလဲဆိုတာဒီမှာကျွန်တော်တို့ကမြင်ရမယ်နော်ကဲ policy အသစ်တစ်ခုကျွန်တော်ရေးတာပဲဥပမာ example နဲ့စပြီးရှင်းပြမယ်ဒါ policy ကျွန်တော်တို့ကဒီမှာ new policy ကိုနှိပ်မယ်အထုံးတိုင်းမှာ policy နာမည်ပေးရမယ်ပေါ့နော်အဲ့တော့ policy နာမည်မှာ MFA policy ကျွန်တော်ပေးလိုက်တယ်ပြီးသွားရင်ကျွန်တော်တို့ကဒီနေရာမှာရေးကြည့်တာ assignment မှာ assignment ဘယ်သူဒီ policy ကိုကျွန်တော်တို့ချပေးမှာလဲဒီနေရာမှာကျွန်တော်တို့ကဒါလေးကိုကျွန်တော်တို့က select မှတ်မယ်အဲ့တော့အားလုံးကိုကျွန်တော်တို့ကဒီ MFA ကို on စေချင်တယ်ဆိုရင်တော့ all user ကိုချပေးမယ်ပေါ့ကျွန်တော်တို့ခုနပြောတယ်ကျွန်တော်တို့ဖွဲ့ထားတဲ့ဒီ group တစ်ခုပဲကျွန်တော်တို့က policy ဖြစ်စေချင်တာဒီ policy ကိုတက်ရောက်စေချင်တယ်ဆိုရင်ဒီမှာ select user and group ကိုနှိပ်မယ်အောက်ကိုဆင်းလိုက်တဲ့ခါကျရင်ဒီမှာ user and group ဆိုတာရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဖွဲ့ထားတဲ့ user ပေါ့เนาะကျွန်တော်တို့ခုနဖွဲ့ထားတဲ့ user ထဲမှာခုနကျွန်တော်ပြောတာပေါ့ conditional access ကိုလုပ်မယ်ဆိုခဲ့ရင်ကျွန်တော်ဒီမှာ user တွေကိုမြင်မှုအတွက်ကကျွန်တော်တို့ဒီခုန type ကအရေးကြီးတာเนาะအဲ့ Microsoft 365ဆိုတဲ့ group တာဖွဲ့ထားလိုက်ရင်ဒီ group ဒီ type ထဲမှာအကျုံးမဝင်ဘူးပေါ့เนาะအဲ့သူတို့သတ်မှတ်ထားတဲ့ဖွဲ့ထဲမှာအကျုံးဝင်ကျွန်တော်တို့ဒီမှာမြင်ရမှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ကျွန်တော်တို့လမ်းကြောင်းနည်းနည်းလေးဒါနေတာဖြစ်တယ်တော့ပြန်ပြီးတော့လက်ပြန်မှတ်လိုက်မယ်โอเคပါကျွန်တော်ပြန်ပြီးတော့ connection နဲ့ဥစ္စာကိုပြန်ပြီးတော့အမေကျွန်တော် portal လေးကိုကျွန်တော် refresh ပြန်လုပ်လိုက်ပါเนาะပြန်လုပ်ပြီးတော့ကျွန်တော်စအနေပြန်ပြီးတော့ policy ရေးတဲ့နေရာနေပြန်သွားပြီမယ်ဒါတွေကတော့ပုံနေထားအဖြစ်ဖြစ်တတ်တဲ့သဘောတွေပေါ့เนาะ line ကောင်းနေလေတခါကျရင် portal ဘောလေးသွားတာတော့ဘာလို့ဖြစ်တတ်တယ်เนาะ MFU ရွေးတယ် select မှတ်တယ်ပြီးရင်ကျွန်တော်ပြီးကျင်တဲ့ group ကိုကျွန်တော် select မှတ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ကဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့ရွေးရမယ်MFA ဆိုတော့ကျွန်တော်လောက်ထားပြီးသား group ရှိတယ်ဒီ group ကိုကျွန်တော်ကရွေးလိုက်တာပေါ့เนาะအဲ့ဒီ group တွေပေါ်ဖို့အတွက်ကကျွန်တော်တို့ရဲ့ group type ကရေးကြည့်တယ်เนาะဒီ group လေးကိုကျွန်တော်ရွေးလိုက်တယ်ဒီ group ကိုကျွန်တော် policy သတ်မှတ်မယ်လို့ရွေးလိုက်တယ်အဲ့ဒါမှကျွန်တော်တို့အကယ်၍များပေါ့เนาะကိုယ့်ရဲ့ admin ပိုင်းတွေမပါသေးခြင်း HQ မှာကျွန်တော်တို့ပြန်ပြီးဖယ်လို့ရတယ်เนาะ include ရှိတယ် exclude ရှိတယ်ဒါတွေကျွန်တော်ဖယ်လို့ရတယ်ပြီးနောက်တစ်ခုကျွန်တော်ပါရှိတယ်ဆို target resource အဲ့တော့ဒီ user တွေပေါ့เนาะတနည်းအားဖြင့်ဒီ group ထဲမှာပါ user တွေကိုဘယ်လိုလုပ်စေချင်တာလဲဆိုရင်ကျွန်တော်တို့အကယ်၍ all cloud နဲ့ပတ်သက်ပြီးတော့ app ဆိုရင်ကျွန်တော်တို့က cloud တိုင်းမှာဖြစ်မယ်เนาะအဲ့တော့ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ပေါင်းစေချင်ဆိုရင်ကျွန်တော်တို့ဒီမှာပေါင်းလို့ရတယ်အဲ့တော့ cloud app ကိုသုံးနိုင်အောင်သူဘာဝင်ရမလဲ MFA ဝင်ရမယ်ဒီသဘောပေါ့เนาะဒါတော့ရဲ့တတ်မှတ်ထားကို target resource ကိုကျွန်တော်တတ်မှတ်လို့ရတယ်အောက်ကိုထပ်ဆင်းမယ်ဆင်းပြီးွားရင်ကျွန်တော်တို့ကဒီမှာ grant ပေါ့เนาะ grant နေရာမှာကျွန်တော်တို့ကဘာတတ်မှတ်ထားမလဲဆိုတော့ကျွန်တော်တို့ကတနည်းအားဖြင့် MFA ကိုမဖြစ်မနေ on ရမယ်ဆိုတဲ့ဟာမှာ require multi-factor authentication ဆိုတာလေးကိုဒါလေးကိုနှိပ်ပြီးွားရင် select မှတ်လိုက်တယ်เนาะ select မှတ်ပြီးွားရင်တော့သုံးတဲ့တိုင်းအရာအခုနဒီ group ထဲမှာရှိတဲ့ member တွေဒီဘယ် cloud app ကိုပဲတုံးသူဘာလို့မလဲဆိုရင် require က MFA လိုပါမယ်ဆိုတဲ့ policy သတ်မှတ်တာဖြစ်တယ်အဲ့မှာ report only ရှိတယ် on ရှိတယ် off ရှိတယ်ဘေးဆိုတွေနဲ့ဘာကိုပဲနှိပ်ပြီးတင်လဲဆို on ကိုနှိပ်ပြီး create လုပ်ရမှာเนาะကျွန်တော်လုပ်ပြီးသားဖြစ်နေတဲ့ကြောင့်ဒီမှာထပ်လုပ်စရာမလိုတော့ဘူးဒီမှာတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရှိမှာ group ရှိတယ် group ထဲမှာခုနကျွန်တော်ပြတဲ့ MFA ဆိုတဲ့ group ကိုကျွန်တော်လုပ်ထားပြီးသွားပြီဒီ group မှာကျွန်တော် policy ရေးပြီးသားဖြစ်တယ်เนาะအဲ့ဒါကကျွန်တော်တို့လုပ်ထားပြီးသားဟာပေါ့เนาะ policy ရေးပြီးသားဖြစ်တဲ့ကြောင့်ဒီထဲမှာလည်းထုံးစံတိုင်းပဲခုနကျွန်တော်ပြတဲ့ member 2ယောက်ထည့်ထားတယ်เนาะ member 2ယောက်ထဲမှာဒီမှာ LS ဆိုတဲ့ member နဲ့ဘက်က member နဲ့ပြတ်တာပေါ့เนาะ Johnny ဆိုတဲ့ member 2ယောက်ကိုထည့်ထားတယ်သူတို့2ယောက်ဒီတခုခုကျွန်တော်တို့ကဒီ assign ဝင်တာနဲ့သူတို့ကဘာလုပ်ပေးရမလဲဆိုရင်ကျွန်တော် MFA on ပေးရမယ်เนาะအဲ့တော့ကျွန်တော်ကနောက်တစ်ယောက် user တစ်ယောက်မှလုပ်ငန်းတစ်ခုမှာဆိုရင်လူတစ်ယောက်ဝင်လာတယ်ပေါ့အစ်စ်ဝင်လာတယ်ပေါ့ဗျာအစ်စ်ဝင်လာတဲ့ခါကျရင်အဲ့လူကိုကျွန်တော်တို့က effect ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ပြပေးမယ်
တစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာ active user ထဲမှာကျွန်တော် user တွေရှိတယ် license နဲ့ပတ်သက်ပြီး user တွေရှိတယ်ကျွန်တော်ဒီမှာ license နဲ့ပတ်သက် user တွေထဲမှာကျွန်တော် license user တစ်ယောက်ပေါ့နော်ဥပမာ example ဥပမာပါနော်ဒီဘက်မှာပါနော် LEEG ဆိုတဲ့ဟာလေးကိုကျွန်တော်က password လေးကျွန်တော်ချိန်လိုက်မယ်โอเคဒါဆိုကျွန်တော် password reset ချလိုက်မယ် password reset ချပြီးတော့ကျွန်တော်သူ့ရဲ့နော်ဒီနာမည်နဲ့ပေါ့ကျွန်တော် user နာမည်ကျွန်တော် user ထဲမှာဖွဲ့ပြီးသွားပြီ user ကိုကျွန်တော်တို့က group ထဲမှာမထည့်သေးဘူးနော်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ user group ထဲမှာမထည့်သေးဘူးအဲ့ဒီမှာ user နဲ့ပတ်သက်တာဝင်လိုက်မယ်LEEG ပြန် check လုပ်လိုက်မယ်သူ့ရဲ့ LEEG ဟုတ်တယ်မှန်ပါတယ်LEEG at zns59.onmicrosoft.com ကျွန်တော်ဝင်လိုက်တယ်ကျွန်တော်ချိန်လိုက်တဲ့ password ကိုကျွန်တော်ရိုက်ထည့်လိုက်တယ်မြင်တဲ့အတိုင်းပဲဘာမှ MFA မတောင်းဘူးဝင်သွားတယ်เนาะဒါကျွန်တော်တို့က user ကို policy တုတ်ထားတဲ့ group ထဲကိုကျွန်တော်မပေါင်းခင်မှာရှိနေတဲ့အခြေအနေတစ်ခုပေါ့เนาะ okay ဝင်လို့ရတယ်ကျွန်တော်ဒီမှာပြောင်းလိုက်မယ်ဘာပြောင်းလိုက်မလဲဆိုကျွန်တော်ကခုန MFA policy ရေးထားတဲ့ group ထဲကိုကျွန်တော်ပြန်ဝင်မယ်ဒီထဲမှာကျွန်တော်ခုနထည့်တဲ့ user ကိုပေါင်းထည့်လိုက်เนาะဝင်ရုံးမှာဆိုရင်တော့ဝန်ထမ်းတစ်ယောက်ဝင်လာတယ်ပေါ့เนาะလူတစ်ယောက်ဝင်လာရင်ကျွန်တော်ပေါင်းလိုက်တဲ့သဘောနဲ့sorry LEE ဆိုပြီးတော့ကျွန်တော်เนาะဒီဘက်က legal ဆိုလဲကျွန်တော်တို့ကနာမည်နဲ့ကျွန်တော်တို့ကဒီကောင်ကိုဒီဥစ္စာကိုနာမည်လေးပေါင်းလိုက်တယ် policy ထဲမှာကျွန်တော်ပေါင်းထည့်လိုက်เนาะကျွန်တော် refresh လုပ်လိုက်မယ်ဒီထဲကို user ဘယ်နှယောက်ရှိသွားပြီလဲ3ယောက်ဖြစ်သွားနော်တခါကျရင်အချိန်ကာလဖြစ်တခါကျရင်ကြာတတ်တဲ့ effect ရှင်မှဖြစ်ချင်တယ်ဒီမှာ user ဝင်ပြီးသွားပြီဒီနာmeyနဲ့ပဲကျွန်တော်ခုနလိုမျိုးဒုတိယတစ်ချိန် sign in ဝင်လိုက်မယ်ကျွန်တော်က office.com ထဲမှာကျွန်တော် sign in ဝင်မယ် LEEG at အဲ့ဆိုရင်မိတ်ဆွေတို့ဒီမှာတစ်ချက်ကြည့်ရင် password ရိုက်ထည့်လိုက်တယ်ဒီထိကတော့ပထမအဆင့်နဲ့တူတူပဲမိတ်ဆွေတို့ဗာမြင်သွားပြီဆိုပြောင်းလဲသွားပြီเนาะအခုနကတော့တန်းဝင်ပါတယ်အခုကတော့သူဘာဖြစ်လဲဆိုရင် MFA ကိုသူသုံးရမယ်ဆိုတော့သူမှာ other ဒီဘက်ကပေါ့နော်ကြော်လို့ရတဲ့ skip တွေမပေါ်တော့ဘူးမဖြစ်မနေပါပေါ်သွားပြီလဲဆိုရင် next step တက်ပြီးသူ MFA သုံးရမယ်ဆင်းဖြစ်သွားပြီเนาะအဲ့တော့ဒါဒီဗီဒီယိုလေးကတော့ MFA ကိုကျွန်တော်တို့ကတကယ်လုပ်ငန်းခွင်မှာuser တွေသုံးဖို့အတွက်ကဘယ်လိုမျိုး configuration လုပ်လဲဆိုတော့ conditional access နဲ့ group တွေနဲ့ပတ်သက်တာကိုကျွန်တော်ရှင်းပြတာဖြစ်တယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်